Spirit Fara ဆိုတာလူတိုင်းကြောက်ကြတဲ့တေခြင်းတရားကိုနူးညံ့စွာပုံဖော်ထားတဲ့အမှုပညာတစ်ခုလို့ကျွန်တော်ကတော့တင်စားခြင်းပါတယ်။လူတွေကတေဆုံးပြီးတဲ့အခါအတိတ်ဘဝကစိတ်ဒဏ်ရာတွေနာကျင်မှုတွေမပြည့်မြောက်သေးတဲ့ဆန္ဒအစွဲတွေကြောင့်ဘဝမကူးနိုင်မဲ့ Spirit Random မှာပိတ်မိနေတတ်ကြပါတယ်။ Spirit Fara ဆိုတာကတော့ဒီလိုဘဝမကူးနိုင်တဲ့ဝိညာဉ်တွေကိုသူတို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရင်အဆုံးမှာဘဝကူးကို Ever တော့ကိုလိုက်ပို့ရသူတွေပါ။ဒီကိန်းကကိုစီ management ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကဝိညာဉ်တွေကိုဂရုစိုက်ပေးရင်းနဲ့သူတို့ရဲ့ပြဿနာတွေကိုကူညီဖြေရှင်းပေးရတာပါ။တင်မောပေါ်မှာပင်တွေစိုက်ငါးတွေမြပြီးဝိညာဉ်တွေကြိုက်တဲ့စားစရာတွေချွတ်ကြရတာသူတို့နေဖို့ရအိမ်အသေးလေးတွေစောက်ပေးရတာမျိုးသူတို့တွေစိတ်ထဲကြနေချိန်ဖတ်ပေးရတာမျိုးတွေလုပ်ပြီးဂရုစိုက်ပေးရပါတယ်အစာအုပ်တွေစောက်ဖို့ကလိုအပ်တဲ့တစ်သားလို resource တွေကိုတော့ကျွန်းနေပေါ်သွားပြီးတစ်ခုတ်ရတာမိုင်းတူးရတာတွေလုပ်ပြီးရှာရပါတယ်ကိုမမပါ game over တွေရှုံးတာတွေမပါပဲကျွန်းနေပေါ်သွားပြီး resource farming လုပ်ဝိညာဉ်တွေနဲ့စကားပြောရတာတော့ daily routine game လေးလုပ်ကတချို့သောသူတွေအတွက်တော့ပြင်းစရာကောင်းနေပါလိမ့်မယ်ဒါပေမဲ့ game လေးထက်ကိုလေးနေတာကဝိညာဉ်တွေနဲ့ player ကြားကတန်ရောစင်နေပါပဲခုနကပြောသလိုဝိညာဉ်တွေကိုပြောင်းအောင်လုပ်ပြီးတဲ့အခါမှာသူတို့ရဲ့အတိတ်အကြောင်းတွေကိုပြောပြလာပါတယ်ဝိညာဉ်တွေကလည်းလူဘဝတုန်းကအခက်အခဲကိုစီနဲ့မို့လို့တပြေးပြေးနဲ့သူတို့ကိုကိုချင်းစာမိစေတယ်လို့တင်မောပေါ်မှာအတူတူနေလာတာနဲ့အမျှတန်ရောစင်တွေဖြစ်လာပြီးမိသားစုတစ်ခုလိုခံစားလာရတာမျိုးပါနောက်ဆုံးသူတို့ဘဝကူဖို့ Ever တော့ကိုလိုက်ဖို့ချိန်ကြရင်မိသားစုတယောက်ကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကရင်ထဲမှာမကောင်းတာလို့ဝမ်းနေတာလို့ခံစားချက်တွေနဲ့ကြံ့ရစ်ခဲ့ပါတယ်Spirit Fara ဆိုတာဂိမ်းတစ်ခုတက်ပို့ပြီးဆွလွတ်ရမှုဆုံးရှုံးရမှုတွေကိုလက်ခံတတ်အောင်သင်ပေးသွားတဲ့အမှုပညာတစ်ခုလို့တော့ပြောလို့ရပါတယ်။နောက်ဆက်ခြင်းဟာညီကုန်းမဟုတ်ပါဘူး။စာအုပ်တုပ်ကိုဖတ်ပြီးလို့ဖုံးပေးလိုက်ပေမဲ့စာအုပ်ထဲကစာသားတွေကခေါင်းထဲကျန်နေတယ်လို့ပဲတစုံတစ်ယောက်ကိုဆုံးရှုံးလိုက်ရတယ်ဆွလွတ်လိုက်ရတယ်ဆိုပေမဲ့သူတို့ရဲ့အပြုအမူအပြောဆိုတွေကတော့ကျွန်တော်တို့ရဲ့ရင်ထဲမှာအမြဲတမ်းသတိရနေမှာပါ။ချမ်းရည်သူအတွက်ကညီကုန်းဖြစ်နိုင်ပေမဲ့ကြံ့ရစ်ခတ်သူအတွက်ကတော့ဆုံးရှုံးမှုကိုလက်ခံပြီးဘဝအသစ်အစပြုခြင်းသာဖြစ်ပါတယ်။ဂိမ်းတစ်ချောင်းလုံးမှာစိတ်ကိုငြိမ်းချမ်းစေတဲ့နောက်ခံလေးတွေလေတဖြူးဖြူးနဲ့ပင်လယ်လိုင်းတန်လေးတွေကြား explore လုပ်ရတာမိုးရွာတဲ့အခါမိုးကြတန်လေးတွေကလည်း ASMR တခုလိုနားထောင်ကောင်းနေပြီးစိတ်ပန်းပြေစေမှာပါဒါကြောင့် Spirit Fara ဆိုတာပလီယာကိုမျက်ရည်ကျစေပြီးပီတိဖျားလောက်တဲ့အထိ emotion ဖြစ်စေတယ်လို့ကိုစီ atmosphere ကိုအကောင်းဆုံးပေါ်ဖော်ထားနိုင်တဲ့အမှုပညာတစ်ခုဖြစ်ကြောင်းပြောရင်ညီကုန်းချုပ်လိုက်ပါတယ်